ဝိမု ddha နဲ့အဝိမု ddha ဝိမု ddha ဆိုတာလွတ်မြောက်တယ်အဝိမု ddha ကမလွတ်မြောက်ဘူးတန်တရားထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာလွတ်မြောက်မှုမရကြဘူးလွတ်မြောက်တယ်ဆိုတဲ့နေရာမှာအကြောင်းတရားဖြစ်တဲ့ကိလေသာတွေကမလွတ်မြောက်တာကတစ်ခုအကျိုးဖြစ်တဲ့ဘဝမှာမလွတ်မြောက်တာကတစ်ခုကိလေသာကမလွတ်မြောက်လို့ရှိရင်ဘဝကလည်းမလွတ်မြောက်နိုင်ဘဝကိုဖန်တီးနေတာကကိလေသာနဲ့ကံပဲဖြစ်တယ်ကိလေသာရှိနေသမျှကံနေဖြစ်နေဥမှာပဲကံနေကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ထားသမျှဘဝကလွတ်မြောက်ဖို့ဆိုတာမရှိဘူးအဲ့တော့လွတ်မြောက်တဲ့လမ်းမရှိဘူးလားဆိုတော့လွတ်မြောက်တဲ့လမ်းရှိတယ်လွတ်မြောက်တဲ့လမ်းကဘာလို့ဘဝကိုထုတ်လုပ်နေတာကိလေသာနဲ့ကံဒါကြောင့်ရှေးဥစွာကိလေသာတွေကိုဖယ်ရှားပြဖို့လိုတယ်ကိလေသာဖယ်ရှားလိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ကံတွေကအကျိုးမထုတ်နိုင်တော့မထုတ်နိုင်သည့်အတွက်ကြောင့်ကံရဲ့အကျိုးဖြစ်တဲ့ဘဝဆိုတာခန္ဓာ၅ပါးတို့ရဲ့ဖြစ်မှုပြောတာဥပပတ္တိဘဝနော်ဘဝကလွတ်မြောက်တယ်ပရိစ္ဆေသမုပ္ပါသုံးထားတဲ့ဘဝနှစ်ခုရှိဥပါဒနာပစ္စယဘဝပစ္စယစာတိအဲ့ဒီမှာဥပါဒနာပစ္စယဘဝလို့ပြောတဲ့အခါမှာဘဝဟာကမ္မဘဝလည်းဆိုင်တယ်ဥပပတ္တိဘဝလည်းဆိုင်တယ်ကမ္မဘဝဆိုတာကုသကံအကုသကံတွေကိုပြောတယ်ကမ္မဘဝကိုဖြစ်စေတဲ့ကံအဲ့ဒါကကမ္မဘဝဥပပတ္တိဘဝဆိုတာကမ္မနိဗ္ဗာန်ပြစ္ဆခန္ဓာကံကြောင့်ဖြစ်လာတဲ့ခန္ဓာ၅ပါးအဲ့တော့ဘဝနှမျိုးဟာကံကိုဖြစ်စေတဲ့ကံတရားလည်းဘဝကံကထုတ်လုပ်တဲ့ခန္ဓာ၅ပါးလည်းဘဝပဲကမ္မဘဝဥပပတ္တိဘဝနှမျိုးအဲ့ဒီနှမျိုးကပထမကကမ္မဘဝကလွတ်မြောက်အောင်လုပ်ရမှာဖြစ်တယ်ကမ္မဘဝကလွတ်မြောက်မှာကံဤအကျိုးဖြစ်တဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝကလွတ်မြောက်မှာဖြစ်တယ်အဲ့တော့ကံကလွတ်မြောက်အောင်လုပ်ဖို့ကြတော့မလုပ်ရမလဲလို့ဆိုရင်ကိလေသာကိုဖယ်ရှားအောင်မှာဖြစ်တယ်နော်ကံကိုဥဒဲပြောနေတော့လည်းပဲကိလေသာမရှိရင်ကံဆိုတာမရှိဘူးကံဆိုတာမဖြစ်ဘူးလို့ပြောတာနော်တိုးတက်ဖြစ်ပေါ်လာတယ်ဟုတ်ကိလေသာအကူရမှာကမ္မအကျိုးပေးတာဖြစ်တယ်အဲ့တော့တရားကျင့်တော်ရတယ်ဆိုတာကိလေသာကိုဖယ်ရှားဖို့ကျင့်တော်တာပဲဖြစ်တယ်ဝိပဿနာတရားအထုတ်တာပဲဖြစ်ဖြစ်သမထကျင့်တာပဲဖြစ်စေအဲ့ဒါဟာကိလေသာကိုငြိမ်းတတ်တဲ့အလုပ်တွေပဲဖြစ်တယ်ပဋိစ္စသမုပ္ပါဒ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအဝိဇ္ဇာလို့ပြောတာကိလေသာသင်္ခါရလို့ပြောတာကကံထို့တူပဲဥပါဒနာပစ္စယဘဝလို့ပြောတဲ့နေရာမှာဥပါဒနာပစ္စယလို့ဆိုတာကိလေသာဘဝပစ္စယသာတိလို့ပြောတဲ့အခါကျတော့ဘဝပစ္စယကြတော့ကမ္မဘဝအဲ့လိုဆိုလို့ကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖြစ်စေတာဘဝပစ္စယသာတိခန္ဓာ၅ပါးရဲ့ဖြစ်မှုအဲ့တော့ဘဝကလွတ်မြောက်အောင်လုပ်ရင်ဘယ်လိုလုပ်ရမလဲ
မြတ်စွာဘုရားရဲ့တခုတည်းသောနိလန်ကတော့ဘဝကိုဘသူတွေကထုတ်လုပ်နေတယ်လေဘဝကိုဖြစ်စေတဲ့အကြောင်းတရားတွေကကိလေသာနဲ့ကံတွေပဲဖြစ်တယ်အဲ့တည်းမဲ့ကိလေသာကိုဖယ်လိုက်လို့ရှိရင်ကံကအကျိုးပေးလို့မရဘူးနော်ကိလေသာနဲ့ကံနှစ်မျိုးမှာဒီကကိလေသာကိုဖယ်ရမှာရှင်နာဂတိနာကဝိလိဏမေကြီးကိုဖြေတဲ့အခါမှာအရှင်ဘုရားနောက်ဘဝဖြစ်အောင်မလားလို့ဝိလိဏမေကြီးကိုမေးတယ်နောက်ဘဝအရှင်ဘုရားပရိသတ်နေအောင်မလားနောက်ဘဝဖြစ်အောင်မလားဆိုရမေကိုမေးတော့ရှင်နာဂတိနာဘယ်လိုဖြေတော့ဆိုကိလေသာရှိနေသေးရင်တော့နောက်ဘဝဖြစ်အောင်မှာပဲကိလေသာမရှိတော့ဘူးဆိုရင်နောက်ဘဝမဖြစ်ဘူးလို့အဲ့ဒီအဖြစ်ကိုသတိထားမှာဖြစ်တယ်။သမ္မာတူတွေကြတော့ဘယ်လိုဖြစ်မလို့ရှင်ဗျာနောက်ဘဝဖြစ်မှာလားလို့ဆိုရင်ကံရှိရင်ဖြစ်မှာပေါ့ကံမကုန်သေးရင်ဖြစ်မှာပေါ့လို့ကံနဲ့ဖြေကောင်းဖြေလိမ့်မယ်။ကံနဲ့ဖြေတာကလုံးဝပြည့်စုံမှန်ကန်မှုမရှိဘူးအဓိကအကိလေသာဖြစ်တယ်ပေါ့နော်ဘဝကိုဖန်တီးတာကိလေသာနဲ့ကံနှစ်ခုပေါင်းပြီးတော့ဖန်တီးတာဒါကြောင့်ဖယ်ရှားရမှာကကံမဟုတ်ဘူးကိလေသာကိုဖယ်ရှားကိလေသာនិရောဓေကမ္မនិရောဓောကိလေသာချုပ်ငြိမ်မှကံဆိုတာချုပ်ငြိမ်နေကံဆိုတာကိုတိုက်ရိုက်ဖယ်ရှားလို့မရနိုင်ဘူး။ဘာဖြစ်လို့လဲဆိုကံဆိုတာကကိုယ့်ရဲ့ထဲမှာဖြစ်ပြီးသွားပြီ။အတိတ်ကံဆိုဖြစ်ပြီးသွားတဲ့ကံပဲဖြစ်တယ်။ဖြစ်ပြီးသားကိုဘယ်လိုလုပ်ဖယ်ရှားလို့ရမလဲ။ဖယ်ရှားလို့မရဘူး။အဲဒါကြောင့်ဖယ်ရှားရမှာကိလေသာပဲ။ဒါကြောင့်မို့တရားကျင့်တယ်ဆိုတာကိလေသာကိုဖယ်ရှားဖို့ကျင့်ကြတာဖြစ်တယ်။ကိလေသာမရှိတော့ရင်ကံလည်းမဖြစ်တော့ဘူးယရဏတုပရိမာခိနံပုရဏနဝနတ္ထိတပ္ပဝံဝိရဒစေတယတိကေဘဝတမေတေခိနပိစာအဝိရောနိသန္တာယန္နာပုဂ္ဂိုလ်ရဲ့ဘဝကိုပြောတဲ့နေရာမှာတော့ကံကိုအဓိကထားပြောတယ်နော်ကံကိုအဓိကထားပြောတာသို့တော်လည်းဝိရဒစိတ်ဓာယတိကေဘဝတမေလို့ဆိုတာကိလေသာပဲကိလေသာကုံမကံကုန်တာယန္နာပုဂ္ဂိုလ်တွေပါတဲ့ခိနံပုရဏအတိတ်ကလည်းကုန်သွားပြီဆိုတာတချို့ကြတော့နားလည်းမဟုတ်ဘူးကံကုန်သွားပြီဆိုတာအတိတ်ကကံတွေကအကျိုးပေးလို့မရတော့ဘူးဘာလို့အကျိုးပေးလို့မရတယ်လဲဆိုရင်ကိလေသာမရှိတော့လို့နော်အဲ့ကြတော့စဉ်းစားကောင်းစဉ်းစားလိုက်ပဲကံကုန်သွားတယ်ဆိုရင်ရှင်မောကလဘာကြောင့်အတိတ်ကကြောင့်အသက်ခံရတာလဲဒုက္ခတပ်ပြခြင်းကိုခံရတာလေဒါကံရှိနေလို့ပဲလို့ပြောကောင်းပြောနိုင်တယ်ပေါ့နော်အဲ့တော့ကံအတိတ်မဖြစ်တာဘူးဆိုလို့ပေါ့နော်ကံဟောင်းနေကုန်သွားတယ်ဆိုတာပရိသေအကျိုးပေးဖို့ကုန်တာသို့တော့ပဝတ္တိအကျိုးပေးဖို့ကြတော့ရှိနေသေးတယ်လို့ပြောအောင်ရှင်မောကလဟာဘဝတစ်ခုမှာမိဘကိုတပ်ဖြတ်ခဲ့တဲ့ကံကျူးလွန်ခဲ့တယ်အဲ့ဒီကံကနောက်ကနေလိုက်နေတာအခွင့်သာတဲ့ကံမှာဝင်ကြိုးပေးတာအဲ့တော့အတိတ်ကံဟာမရှိဘူးဆိုတာဘဝမရှိမှရမှာပဲဖြစ်တယ်အဲ့ဒါဘာကံလို့ဆိုရင်အပရာပရိယဝိရဒိယကံလို့ခေါ်တယ်အဲ့ဒါကနိဗ္ဗာန်မရမချင်းဘဝမကုန်မချင်းအဲ့ဒီကံကလွတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဖျားလည်းမလွတ်ဘူးယန္နာလည်းမလွတ်ဘူးပစ္စေကဗုဒ္ဓလည်းမလွတ်ဘူးသို့တော့အဲ့ဒီအတိတ်ကံကြောင့်နောက်ထပ်ဘဝတစ်ခုကိုပေးနိုင်တဲ့ကံတော့မရှိတော့ဘူးအဲ့တော့ကံဟောင်းကုန်တယ်ဆိုတာဘဝတစ်ခုကိုဖန်တီးတဲ့ကံလို့ပဲဒီလိုမှတ်ရမှာဖြစ်တယ်ပဝတ္တိကံကတော့မကုန်ဘူး
နော်ပရိသေကျုပ်ပေးမဲ့ကံပဲကုန်တယ်လို့ပြောမှာဖြစ်တယ်ပုဂ္ဂိုလ်ဒီကျိုးကြတော့ပေးနိုင်သေးတယ်ခိနံပုရဏံကံဟောင်းနေကုန်သွားပြီနဝတ္ထိတမောအတိမဖြစ်တော့ဘူးဆိုတာကိလေသာမရှိတော့သည့်အတွက်ကြောင့်လုံသမျှသည်လှုပ်ချင်းတသက်ပြတာဖြစ်တယ်မျိုးစိတ်မပါတော့ဘူးတပည့်ကြီးတွေကပွင့်တော့ပွင့်တယ်မသိတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနော်ရေတောင်မြေပြတ်သွားတဲ့တပည့်မှာရှိတဲ့အပွင့်တွေဟာမသိတော့ဘူးလို့ဆိုလို့အတိမပါတော့ဘူးအပွင့်ပြတာဖြစ်တယ်အဲ့ဒါကိုပြောတာနဝတ္ထိတမောကံတစ်တော့ကံတစ်မဖြစ်တော့ဘူးမဖြစ်တော့ပြုယုံတသက်ကရိယာလို့ခေါ်လိုက်တာမိယ action လောက်တာတသက်ဖြစ်တယ်မျိုးစိမပါတော့ဘူးလို့ပြောတာနော်နတ္ထိတမဝဝိရဒစိတ်တယတိကေဘောသမိတေခိနာပိစာဘဝရဲ့မျိုးစိတွေကုန်သွားပြီဘာလို့ကုန်တာလဲဆိုဘဝပေါ်မှာတွေ့တာမှုဆိုတဲ့ကိလေသာမရှိတော့လို့သူတို့ဆိုလို့လည်းပေါ့နော်အဲ့ဒါယနာပုဂ္ဂိုလ်ပဲအဲ့တော့ဒီကနေ့ဘဝမှာလွတ်မြောက်ပုံကိုဟောတဲ့သုတ်တန်နေများစွာရှိတော်လည်းပဲဒီကနေ့ကဥပယဥပါယဆိုတဲ့သာယုဒ္ဓနိကမှာရှိတဲ့သုတ်လေးကိုရှင်းပြနော်ဥပယဥပါယဥပယသုတ်မြတ်စွာဘုရားကစကားတူတူလေးနဲ့စထားတယ်ဥပယောဘိက္ခဝေအဝိမုတ်တောအနုပယောဝိမုတ်တောအဲ့တော့ဒါနားလဲဖို့တော့ရှင်းပြပါဖြစ်မယ်ဥပယဆိုတာပါလေဥပယဆိုတာခန္ဓာ၅ပါးကိုတဏှာအတွေ့မာနအတွေ့ဒိဋ္ဌိအတွေ့တွေနဲ့ရှုမြင်နိုင်တာခန္ဓာ၅ပါးကိုတဏှာအမြင်နဲ့မြင်တယ်မာနအမြင်နဲ့မြင်တယ်ဒိဋ္ဌိအမြင်နဲ့မြင်တယ်အဲ့ဒါလိုမြင်နေသမျှကလပတ်လုံးအဝိဗုဒ္ဓဘဝကမလွတ်ပြောင်းနိုင်ဘူးပြောတယ်ဟုတ်ဆိုလိုတဲ့အိဗေကတဏှာအမြင်ဆိုတာပါတော့လူတွေကခန္ဓာ၅ပါးကိုကြည့်ပြီးတော့ပါလို့ထင်တော့ရုပ်ဝေဒနာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါဟာလို့တွေ့တာငါဘဝငါခန္ဓာလို့တွေ့လို့ရှိရင်အဲ့ဒါတဏှာရဲ့အမြင်လို့ခေါ်တယ်မာနရဲ့အမြင်ကတော့ဧသောဟမတ္တမိခန္ဓာ၅ပါးဖြစ်တာကိုငါဖြစ်တယ်လို့ယူဆလို့ရှိရင်ဒါမာနရဲ့အတွေ့ငါဖြစ်တာမဟုတ်ဘူးခန္ဓာ၅ပါးဖြစ်တာဧသောမေအတ္တာငါဘဝနော်ငါဖြစ်တာငါကိုယ်တိုင်ပဲငါပဲလို့ထင်တာကြတော့ဒိဋ္ဌိရဲ့အမြင်အဓိကကတော့ငါနဲ့ငါဟာခန္ဓာ၅ပါးကိုကြည့်ပြီးတော့ငါလို့လည်းထင်တယ်ငါဟာလို့လည်းထင်တယ်ငါလို့ထင်တာကဒိဋ္ဌိရဲ့အတွေ့ငါဟာလို့တွေ့တာကမာနရဲ့ဒီတဏှာရဲ့အတွေ့ငါရဲ့ဖြစ်မှုလို့ဆိုတာကြတော့မာနရဲ့အတွေ့အဲ့ဒီတရားအတွေ့တွေနဲ့ခန္ဓာကိုယ်ပေါ်မှာခန္ဓာ၅ပါးကိုရှုမြင်နေသမျှကာလပတ်လုံးဘဝကမလွတ်ဘူးတဲ့ဒါဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်တော့ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးသတ္တဝါဆိုတာမရှိဘူးသဘာဝတရားတသက်တာဖြစ်တယ်လို့မြင်အောင်ကြည့်ဖို့လိုတယ်နော်မြင်အောင်ကြည့်ရအဲ့ဒါမမြင်သမျှကာလပတ်လုံးသူကတဏှာအတွေ့မာနအတွေ့ဒိဋ္ဌိအမြင်တွေနဲ့ကြည့်နေအောင်ပါပဲအဲ့ဒါဆိုလို့ရှိရင်ကိလေသာမလွတ်တော့
ကိလေသာမလွတ်တာတော့ဆိုအဓိကပဲကိလေသာတော့ဆိုတဏမာနဒိဋ္ဌိဆိုတဲ့ကိလေသာတွေကမလွတ်တာအဲ့တော့ဒီထဲမှာတဏမာနဒိဋ္ဌိဖြစ်ရခြင်းအကြောင်းကတော့အဝိဇ္ဇာကအကပေးထားတာအမှန်မသိတာအကပေးထားတာတဏလို့ပြောလိုက်